ခင်ဖွားခင်အဖွားအခုအဖွားနာမှာကျွန်တော်တို့ညီကိုနှစ်ယောက်ရောက်လာပြီအဖွားဘာမှအားငယ်စရာမလိုဘူးနော်အဲ့ဒီဘုံစိုးမြင်မှာအိမ်မဆောက်ကောင်းဘူးလူမနေကောင်းဘူးလို့ဝိုင်းပြောတာဘလို့မှနားမထောင်ဘူးအိမ်မမကြိုက်ဘူးဆိုရင်ကိုမပြောတော့ပါဘူးကျင်းတတ်တယ်မလားမင်းတို့ရွာနာအောင်လုပ်နေကြတယ်ဟဟလားဥခိုင်ပြောတာဘာပြောတာလဲကျွန်တော်နားမလဲပြန်มาတော့အေးခင်ဗျားတို့ကြုတ်ပြောတာကိုနားမထောင်ရင်တနေ့နေ့မှာဒုက္ခလှလှကြီးတွေ့လိမ့်မယ်နော်မယုံရင်စောင့်ကြည့်နေကျုပ်တို့အရက်ကျုပ်တို့ရွာမှာအရင်တော့ကဒီလိုအဖြစ်မျိုးတွေမရှိခဲ့ပါဘူးဗျာဟေးဒီဝိုင်းပြင်လုံးဝမထွက်ရဘူးမင်းသေးသွားမယ်တော်လေဟင်သူ့မမီလားဟေးတေချာကြည့်ပါအောင်တော်လေးရဲ့နေရပိုင်မလားဟဲ့ဟုတ်တယ်လေငါရန်ပိုင်လေဟာနင်မတ်မိသားပဲငါကိုယ်တိုင်တေးအချောက်ခံခဲ့ရတာပါဒီမှာတရေရလေတရေအမညလုံးပြူးပြီးတော့လေမျက်ဆိုင်တွေကနီးနေတာပဲတသေးတွေလည်းအရွှေကြီးတွေပဲဟာတိလားသူရုံမကိုနဲ့ဘာဆိုင်လို့လဲပလဲနဲ့ကိုကမကြခင်လက်ထက်တော့မဲ့ချစ်သူတွေလေပလဲနင်ငါ့ကိုအဲ့လိုမကြည့်နဲ့ခုံကြီးကိုရုပ်မာတာပဲဖြစ်မှာအေးမြဆိုအသက်ချင်လဲပလဲမှတ်တာတွေ့ကြသေးရပါမောင်စိန်နေအော်ချီလွန်လဲလွန်တော့ဖြစ်ကုန်တော့မယ်မောင်စိန်နေမလုံနဲ့